အောင်လုံးပဲဒီနေ့ကတော့ဘန်ကောက်ရောက်နေတယ်ဆိုတော့ဘန်ကောက်မှာကျွန်တော်တို့ဒီ2026ဇူလိုင်လ9ရက်ပေါ့နော်ဇူလိုင်လ9ရက်တနင်္ဂနွေနေ့မှာကျင်းပမယ် JBD အတွက်ကိုကျွန်တော်တို့အခန်းရှာနည်းလေးဒီမှာ official website မှာတင်ထားတဲ့ဟာလေးတွေကျွန်တော်ကြည့်အောင်ပေါ့နော်။မှာဆိုဘန်ကောက်မှာဆိုရင် JBD Test Center အနေနဲ့ဆိုရင်Kattisat University တခုပဲရှိအောင်ပေါ့နော်ဒီမှာသူပြထားတာအဲ့ဒါကိုမှန်မမှန်ကိုကျွန်တော်တို့ကဒီမှာဘန်ကောက်ရဲ့ JBD တရားဝင် website ဖြစ်တဲ့ OJSAT မှာတွားကြည့်အောင်နော်။ဒါကတော့ဒီထိုင်းနိုင်ငံအတွက်ကို JBD အတွက်ကိုတရားဝင် website ပေါ့နော်။ဒီမှာဆိုရင်2026အတွက်ဘန်ကောက်ရဲ့ Test Center ပေါ့နော်။ဒီမှာသူပေးထားတာ။ဒီမှာဆိုရင်သူကဒီနှစ်ကတော့ဘန်ကောက်မှာဆိုရင်တော့Kattisat University တခုပဲရှိမှာပေါ့နော်။ဒီမှာဆိုရင်ဘန်ကောက် Test Center ကဇူလိုင်လ9ရက်နေ့2026စနေနေ့မှာလုပ်မှာပေါ့နော်။ဘာတွေယူရမလဲဆိုရင်အဓိကသူ highlight ပေးထားတာကနိုင်ငံသားကတ်မဟုတ်ဆိုရင် passport ရဲ့ 2B ခဲတံယူရမယ်။ပြီးရင်ဒီမှာကကြတော့mobile phone အနေနဲ့အဲ့ဒါလျှက်စစ်ပစ္စည်းတွေအသုံးပြုမှုတွေသူကကန့်သက်ထားတဲ့သဘောပေါ့နော်။ဘယ်လိုလဲဆိုရင်သူကဒီမစခင်မှာရောပြီးအလယ်မှာတစ်ချက်နားတဲ့နေရာတွေမှာရောဒီလျှက်စစ်ပစ္စည်းတွေ mobile phone တွေပါတယ်အသုံးပြုခွင့်မရှိဘူးပေါ့နော်။သုံးမယ်ဆိုတာနဲ့သူက rule ကိုချိုးဖောက်တဲ့အနေနဲ့အနီးကပ်ပြအောင်ပေါ့နော်။ဒီမှာဆိုရင်ဒုတိယချက်အနေနဲ့သူကကြတော့ဒါ room ရှာနည်းပေါ့နော်။အခန်းနံပါတ်ဘယ်လိုရှာရမလဲဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဖြေရမယ့် level အလိုက်ပေါ့နော်အခန်းနံပါတ်ကိုရှာရမယ်။တပ်ပေါက်ချာရဲ့ခုံနံပါတ်ကိုကြည့်ပြီးတော့အဆောက်အုံနဲ့အခန်းကိုရှာရမှာပေါ့နော်။တပ်ပေါက်ချာမှာဆိုရင်တော့သူကLH1 တွေ LH2 တွေဆိုပြီးတော့သူကပြထားတာပေါ့နော်။ဒီမှာဆိုရင်သူကအောက်မှာတော့ပြန်ရှင်းပြထားတာရှိတယ် LH1 LH2 ကဘာတွေလဲဆိုတာပေါ့နော်။ပြီးရင်ဒီမှာနောက်တစ်ချက်အနေနဲ့လျှက်စစ်ပစ္စည်းတွေ electric device တွေကိုပေးထားတဲ့အဲ့ဒီထဲမှာထည့်ရမှာတော့ပါတော့ပုံမှန်တိုင်းပဲပေါ့နော်။ပြီးရင်နောက်တစ်ချက်ကဆောင်းဝဲဖြည့်ဆိုချိန်ပေါ့နော်။မနက်ပိုင်းမှာ N1 N2 ဖြည့်မှာဆိုရင်သူက8:40ကိုစာဖြည့်ခန်းနဲ့အရောက်ပေါ့နော်ဝင်ရမယ်။နေ့လယ်ပိုင်းဖြည့်မဲ့လူတွေအတွက်ကကြတော့ N3 N4 N5 ဓမ္မတွေကကြတော့1နာရီ10မိနစ်မှာအရောက်ဖြည့်ရမှာနော်။ဖြည့်ဆိုတဲ့အချိန်ကတော့မနက်ပိုင်းဆိုရင်9နာရီစမယ်ညနေပိုင်းဆိုရင်1နာရီ30စအောင်ပေါ့နော်။ဒါစကြူးတိုင်းပေါ့နော်။ဒီမှာဖြည့်မဲ့ level ကိုကြတော့မနက်ပိုင်းဆိုရင် N1 N2 နေ့လယ်ပိုင်းဆိုရင် N3 N4 N5 ပေါ့နော်။ဒီမှာပြီးရင်နောက်တစ်ခုကမဖြစ်မနေယူရမယ့်ဟာတွေဆိုရင်ဘာတွေလဲဆိုရင်ဒီမှာအကျူက identification card နဲ့ passport မဟုတ်ဆို ID card ရဲ့နောက်တစ်ခုကကျတော့ 2B ခဲတံရဲ့ test voucher ရဲ့ခဲပြက်ရဲ့ပေါ့နော်အဲ့ဒါတွေကိုယူရမယ်မယူရမယ့်ဟာတွေကတော့ဒီ mobile phone တွေလျှက်စစ်ပစ္စည်း device တွေပေါ့နော်အဲ့ဒါတွေကတော့ယူလို့မရပါဘူးယူလာမယ်ဆိုရင်လည်းတေချာပိတ်ပြီးတော့ထားရမှာပေါ့နော်အနားယူချိန်မှာတော့သူကဖွင့်ကြည့်လို့မရဘူးပေါ့နော်ဒီနေ့ကတော့စီကန်းကိုနည်းနည်းကြက်တာပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာကန့်သက်ထားတဲ့ဟာတွေပေါ့နော်သူကရေးထားတယ်ဒီမှာဒါကကြတော့သူကဖြည့်ဆိုရမယ့်အခန်းပုံစံတွေပေါ့နော်ဒီမှာကြတော့သူကမနက်ပိုင်းဆိုရင် N1 N2 အခန်းနဲ့စောင့်ဝင်ရမယ့်အချိန်က8:40စောင့်ဝင်ရမယ်9နာရီကနေဖြည့်မယ်10:50အထိ130မိနစ်ပေါ့နော်ပြီးရင် N1 မှာဆိုရင်130မိနစ် N2 မှာဆိုရင်105မိနစ်ဖြည့်ပါပေါ့နော်ဒါကအရှေ့ပိုင်း3ပိုင်း vocabulary ရဲ့ grammar ရဲ့ reading ရဲ့ပြီးရင်နားမယ်ပြီးရင် listening ကို17:10မိနစ်ကနေ12:05မိနစ်ထိ55မိနစ် N1 က N2 ကကြတော့17:05မိနစ်ကနေ17:55 50မိနစ်ပေါ့နော်နောက်တစ်ခုကညနေပိုင်းနေ့လယ်ပိုင်းပေါ့နော် N3 N4 N5 အတွက်ကကြတော့အခန်းထဲဝင်ရမယ့်အချိန်ကကြတော့1:10မိနစ်မှာဝင်ရမယ်သူကကြတော့3ပိုင်းခွဲတာပေါ့နော်ဒါပထမပိုင်း vocabulary ပိုင်းဆိုရင်1နာရီခွဲကနေ2နာရီထိမိနစ်30 N3 ဆိုမိနစ်30 N4 ဆိုရင်25မိနစ် N5 ဆိုရင်20မိနစ်ပေါ့နော်ပြီးရင် grammar နဲ့ reading ပိုင်းက N3 ဆိုရင်80မိနစ် N4 ဆိုရင်55မိနစ် N5 ဆိုရင်40မိနစ်အဲ့ဒါပြီးသွားရင် listening ပိုင်းကဆိုရင် N3 ဆိုရင်မိနစ်40 N4 ဆိုရင်35မိနစ် N5 ဆိုရင်30မိနစ်ပေါ့နော်ဒါကတော့ပုံမှန်ပါပဲသူကဖြည့်ဆိုချိန်တွေကတော့ပုံမှန်ပါပဲဒါဒီမှာကျတော့ထိုင်းလိုရောအင်္ဂလိပ်လိုရောသူကရှင်းပြထားတာပေါ့နော်သူကစာအိတ်ပေးမယ်အဲ့စာအိတ်ထဲမှာဘာတွေထည့်ရမလဲဆိုရင် electric device တွေအကုန်လုံးကိုထည့်ပြီးတော့စီးပိတ်ထားရအောင်ပေါ့နော်စီးပိတ်ထားပြီးတော့ဆောင်းဝဲအတွင်းရောနားယူချိန်တွေမှာလုံးဝ
ဖွင့်ခွင့်မရှိပါဘူးဖွင့်မှဆိုရင်ဒါကအနီးကပ်ပြပြီးတော့ဆောင်းဖြည့်ဆိုခွင့်ကိုရပ်ဆိုင်မှုရှိပါတယ်ပေါ့နော်ဒီမှာကျမြန်မာတွေဖြည့်မှာဆိုတော့မြန်မာလူတွေပါသူကတေချာရှင်းပြတာပေါ့နော် website တွေမှာနောက်တစ်ခုကဒါတက်ပေါက်ချပါနော်တက်ပေါက်ချရဲ့နမူနာပုံစံလေးပါနာမည်ရေးရမယ့်ပုံစံတွေကိုယ့်ရဲ့ခုံနံပါတ်တွေမွေးတက် grade တွေနောက်တစ်ခုက level တွေပေါ့နော်တက်ပေါက်ချကိုထုတ်ပေးမဲ့တက်ပေါက်ချပေါ့နော်ဒီမှာကျတော့သူကဘယ်လိုပြောတာလဲဆိုတော့တက်ပေါက်ချမေးကြံခဲ့တဲ့လူတွေအတွက်ပေါ့နော်တက်ပေါက်ချမေးကြံခဲ့တယ်ဆိုရင်လည်းစိတ်ပူစရာမလိုဘူးပေါ့နော်အမှကိုဖြေရမယ့်အဆောက်အုံမှာရှိတဲ့ information counter ကိုသွားမယ်ပြီးရင် passport မဟုတ်ဆို ID card ကိုပြမယ်ဒါပေမဲ့ဒီ time မှာတော့မေးကြံခဲ့တယ်ဆိုရင်တော့100ဘတ်ပေးရအောင်ပေါ့နော်တက်ပေါက်ချကိုအသစ်ပြန်ထုတ်ဖို့အတွက်ကိုဘတ်100service ကြီးအနေနဲ့ပြန်ပေးရမှာဖြစ်ပါတယ်အခုမေးကြံခဲ့ရင်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့print ထုတ်ဖို့မေးသွားတဲ့လူတွေလည်းအဲ့လိုပဲပေါ့နော်ဒီ information counter ကိုသွားမယ်ဒီရဲ့ ID တွေ passport တွေပြမယ်100ဘတ်ပေးရမယ်ပြီးပြန်ထုတ်ပေးမှာပေါ့နော်ဒါကကြတော့ဒါဖြည့်ဆိုရမယ့်တက်ပေါက်ချမှာပါတယ်အခန်းကြီးပေါ့နော်သူကကြတော့ဒီမှာ ထိုင်းလို့ရေးထားတဲ့ဟာရယ်အင်္ဂလိပ်လို့ရေးထားတဲ့ဟာရယ်ပြီးရင်ကျွန်တော်တို့ရဲ့တက်ပေါက်ချမှာအတူကောက်ရေးပေးထားတဲ့ဟာတွေရှိတာပေါ့နော်ဒီမှာကတော့သူကအခန်းလေးတွေရေးထားပေးတယ်နော် Katisa University ရဲ့ဖြည့်ရမယ့်နေရာလေးတွေပေါ့ဒီမှာ Learning Center 1ဆိုရင်ထိုင်းလို့ Learning Center 1လို့ရေးထားတဲ့ဟာကကြတော့အင်္ဂလိပ်လို့ဆိုရင် Lecture Hall 1အတူကောက်အနေနဲ့ LH1 ပေါ့နော် LH1 LH2 LH3 LH4 ပေါ့နော်ဒီ LH ကိုကြတော့ဒီမှာသူကအရှိကောက်တွေပြန်ရှင်းပြထားတာပေါ့နော်ကျန်တဲ့ဟာတွေကတော့စောက်ထဲကဒီတက်ပေါက်ချတဲ့အတိုင်းပေါ့နော် Federal Engineering Building 11မှာဆိုရင် Building 70 40 10 9 2 5 6ပြီးရင်နောက်တစ်ခုက Science Building 45 year ပြီးရင် Science Physics Building ရဲ့ဒီမှာအနီးပြထားတဲ့ဟာကတော့သူက cancel လိုက်တဲ့ Building ပေါ့နော် cancel ထားတာကတော့ကိုယ့်ရဲ့စာရွက်မှာ cancel ထားတယ်လို့သူကဒီ Building အခန်းပြပါတယ်ဆိုရင်တော့ information counter မှာတွားပြီးတော့မေးတာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ကိုကမသိဘူးဆိုရင်တော့ဒီတခန်းကိုတော့သူက cancel ထားပါတယ် Faculty of Business Administration Building 1ပေါ့နော်ဒီအနီအောင်ပြထားတဲ့စာဖြေခန်းကတော့ cancel ထားပါတယ်ကျန်တဲ့အမဲအောင်တွေပြထားတဲ့အခန်းတွေကတော့အကုန်လုံးသူကဖြည့်ဆို့ရမယ့်အခန်းတွေပေါ့နော်ဒီမှာကိုယ့်ရဲ့ level အလိုက်ကိုကြည့်ပြီးတော့အခန်းတွေကိုလည်းမမှားဘူးအတွက်ဂရုပြုပေါ့နော်ကိုကမသိဘူးဆိုရင်တော့လည်း information counter မှာတွားပြီးတော့မေးလို့ရပါတယ်ဒါကတော့ထိုင်းရဲ့တရားဝင် website မှာပေါ်ပြထားတဲ့ဟာလေးတွေပေါ့နော်ဒါ JLPT ဖြည့်ဖို့တော့ပါကဲအားလုံးပဲဒီ JLPT ဖြည့်တဲ့ခါကျရင်အားလုံးပဲအဆင်ပြေကြပါစေပေါ့နော်ဒီမှာဆိုရင် Katisa University ကိုတွားဖို့အတွက်ကိုပေါ့နော်နည်းနည်းခက်ခဲဖြစ်နေတဲ့လူတွေဆိုရင်တော့ဒီမှာကျွန်တော် Katisa University ရဲ့ဒါက Google Map လေးပေါ့နော် Google Map လေးကိုပြထားပေးပါတယ်ဒီမှာဆိုရင် Katisa University ကကြတော့ကျွန်တော်တို့ဘယ်ကနေတွားလို့ရလဲဆိုရင်ဒီမှာသူပြထားတာပေါ့နော်Katisa University ဆိုရင် BDS Katisa BDS ကနေလည်းတွားလို့ရတယ်သူကအဓိကအနေနဲ့သူကဘယ်လိုမှာထားလဲဆိုရင်တော့ဒီသမတ်ပြည်ဆိုတဲ့ကာလအတွင်းမှာတော့ကိုပိုင်ကားတွေနဲ့စိုက်ကယ်တွေနဲ့တွားရင်တော့နည်းနည်းတော့ခက်ခဲဖြစ်နိုင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကားရန်နာတဲ့နေရာတွေစိတ်ငရဲနာတဲ့နေရာတွေကတိတ်မရှိတဲ့အတွက်ကိုအများပြည်သူတုံးဒီယထာတို့ဘော့တို့နဲ့မဟုတ်ဆိုရင်ကားငှားပြီးတော့ပဲတွားတင်တာပေါ့နော်အဲဆိုတော့ရန်နာမဲ့နေရာတွေကအခက်အခဲဖြစ်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးရင်သူကဒီသူရဲ့8နာရီ40မှာဝင်ရမယ်ဆိုတော့သူကအရင်ကြီးစောကြီးလာဖို့အတွက်လည်းသူကပြောထားတာပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာထိုင်းမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့မြန်မာပြည်အတွက်ကတော့မရောက်ဘူးတဲ့လူတွေကတော့နည်းနည်းအခက်အခဲဖြစ်နိုင်ပါတယ်ပေါ့နော်ဒီနေ့ကတော့အဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့ Katisa University တစ်ခုထဲမှာပဲကျင်းပတာပေါ့မလို့ပေါ့နော်ဘန်ကောက်ထဲမှာကတော့ကဲအားလုံးပဲ JLPT စာမေးပွဲကိုအောင်မြင်မြင်နဲ့မှန်မှန်များနဲ့ပေါ့နော်အားလုံးဖြည့်ဆို့နိုင်ပြီးတော့ဂျပန်ကိုအမြန်ဆုံးရောက်နိုင်ကြပါစေပေါ့နော်